ကျွန်တော်တန်ဆူးကျိုးချန်စီယိုကိုကြောက်ခဲနဲ့ပြစ်ပေါက်လိုက်မိရာကနေလျှက်စစ်စီးကြောင်းတွေပွင့်ထွက်လာခဲ့ပါတယ်အဲ့ဒါကကျွန်တော်ကိုရှက်မှုရဲနဲ့တွားမကစားနိုင်အောင်တားဆီးထားပါတယ်ကျွန်တော်အနီးနားကမီးခိုးကောင်းတိုင်ကိုလမ်းမြင်လိုက်ပြီးနေတိုင်းရနေကြနတ်ဆိုးကြီးကိုတတိယသွားတဲ့အထဲမှာသူတို့ဘာတွေမီးရှို့နေကြတာလဲလို့ရှက်မှုရဲကိုမေးကြည့်ခဲ့ပေမဲ့သူလည်းမသိရှာပါဘူးကျွန်တော်အန်းလာသွားတာကရှက်မှုရဲကိုကျွန်တော်အိမ်မှာတွေ့လိုက်ရပြီးသူကအစားအသောက်တွေကိုစိုက်ကြည့်နေတာကိုတတိထားမိလိုက်တာပါဘဲကျွန်တော်မုန်းတစ်ဖက်ယူလိုက်ပြီးသူ့လက်ထဲထည့်ပေးလိုက်ပါတယ်ရှက်မှုရဲကညမ်းမရစားပါတော့တယ်စစ်သားတယောက်ဝင်လာခဲ့တယ်သူကဒေါသကြီးအော်ဟစ်ပြီးရှက်မှုရဲကအစားအသောက်ခိုးစားပါတယ်ဆိုပြီးဆွဆွဲပါတော့တယ်ရှက်မှုရဲကကျွန်တော်ပေးတာပါလို့ပြန်ဖြေရှာပါတယ်စစ်သားကကျွန်တော်ဘက်လက်ကြည့်လာတယ်ကျွန်တော်ညှင်းလိုက်မိတယ်ရှက်မှုရဲကိုအရင်ကတခါမှတောင်မမြင်ဘူးပါဘူးလို့လိန်ပြောလိုက်မိတယ်အခန်းထဲပြန်ရောက်တော့ကျွန်တော်နောင်တရပြီးစိတ်မကောင်းဖြစ်မိတာနဲ့ရှက်မှုရဲကိုရှာဖို့အောက်ထပ်ကိုပြေးဆင်းတယ်အားပေမဲ့သူကတော့မရှိတော့ပါဘူးကျွန်တော်တန်ဆူးကျိုးစီယိုနာကိုသွားကြည့်လိုက်ပေမဲ့ရှက်မှုရဲကအဲ့ဒီမှာထိုင်မနေတော့ပါဘူးအင်ကိုစစ်သားတွေအများကြီးရောက်လာကြတယ်ကျွန်တော်တန်းတစ်ခုပေါ်တက်ကြည့်လိုက်တော့အဖေနဲ့စစ်သားတွေရုပ်ရှင်ကြည့်နေကြတာတွေ့ရတယ်တန်ဆူးကျိုးကြားကဝါဆိုတဲ့ရုပ်ရှင်မှာကလေးတွေအများကြီးပျော်ရွှင်စွာကစားနေကြတယ်အဲ့ဒါကကျွန်တော်အတွက်တော့နေပန်းပုံတစ်ခုလိုပါပဲဒါကြောင့်ကျွန်တော်ချန်စီယိုစီကိုပြေးသွားလိုက်တဲ့ရှက်မှုရဲကခေါင်းလိုက်ဆိုင်ချပြီးထိုင်နေတဲ့သူ့နဲ့လုံးတစ်ဝိုက်မှာလည်းဒဏ်ရာတွေနဲ့ပါရှက်မှုရဲအခုလိုထိခိုက်သွားရတာကျွန်တော်အမားဆိုတာသိတာမို့ကျွန်တော်သူ့ကိုတောင်းပန်လိုက်ပါတယ်ရှက်မှုရဲကကျွန်တော်ကိုခွင့်လွှတ်ပေးခဲ့တယ်ကျွန်တော်သူ့ကိုအထဲခေါ်သွားပြီးကစားပေးဖို့ပြောလိုက်တယ်ကျွန်တော်အသားညက်ပေါင်မုံတစ်ခုလုပ်ပြီးတန်ဆူးကျိုးချန်စီယိုအပြင်ဘက်ကိုထွက်သွားလိုက်တဲ့ရှက်မှုရဲကကျွန်တော်အတွက်အဝတ်စားတစ်စုံပြင်ဆင်ပေးထားပါတယ်ကျွန်တော်မြေကြီးကိုတူးပြီးတန်ဆူးကျိုးအောက်ကနေအောင်မြင်စွာဝင်ရောက်သွားနိုင်ခဲ့တယ်အမေကကျွန်တော်ပြောက်နေတာကိုတတိထားမိသွားတယ်သူမခန်းကိုရှာဖွေကြည့်လိုက်တော့ခြံတကားပွင့်နေတာကိုတွေ့သွားတယ်သူမပြေးလွှားလိုက်သွားပေမဲ့ကျွန်တော်အဲ့ဒီမှာမရှိတော့ပါဘူးအမေကအဖေရုံးကန်နဲ့ပြေးဝင်သွားပြီးကျွန်တော်ပြောင်းနေကြောင်းပြောပြပါတယ်ကျွန်တော်ခြံစည်းရိုးထဲရောက်သွားတဲ့အချိန်မှာတော့ရုပ်ရှင်တွေကလို့မဟုတ်ဘူးဆိုတာသဘောပေါက်လိုက်ပါတယ်ရုတ်တရက်ခွေးဟောင်တန်တွေထွက်လာပြီးကျွန်တော်တို့မောင်းထုတ်ခံလိုက်ရတယ်မိဘတွေကတော့ကျွန်တော်ကိုလူမတက်လိုက်ရှာနေကြပြီးသူတို့မြေချင်းသားမှာကျွန်တော်ဝေးအစားတွေကိုတွေ့သွားကြတယ်အဖေကဂိတ်တကားဖွင့်ဖို့အမိန့်ပေးပြီးအထဲကိုအတင်းဝင်ရောက်သွားပါတယ်အဲ့ဒီအချိန်မှာတော့ကျွန်တော်အလုံးပိတ်အခန်းတစ်ခန်းထဲကိုအထက်ခံလိုက်ရပါပြီကျွန်တော်တို့ရေချိုးပေးခံရမယ်လို့ထင်ပြီးရှက်မှုရဲရဲ့လက်ကိုတင်းတင်းဆုပ်ကင်ထားမိတယ်စစ်သားတယောက်ကပြတင်းပေါက်ကိုဖွင့်ပြီးမတိရတဲ့အမှုတစ်မျိုးလောင်းချလိုက်ပါတော့တယ်အဖေကျွန်တော်တို့ကိုတွေ့သွားတဲ့အချိန်မှာတော့အခန်းကြီးကတိတ်ဆိတ်သွားခဲ့ပါပြီအမေကအဖေရဲ့အတန်ကိုကြားလိုက်ရပြီးကျွန်တော်ဘယ်တော့မှအိမ်ပြန်မလာနိုင်တော့ဘူးဆိုတာသိလိုက်ရပါတော့တယ်